အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မိုးကစုံနဲ့ကြော်ဆိုင်ဖြစ်လို့လာမျှဝေပေးတာဖြစ်ပါတယ်မိုးကတော့အခုလည်းမိုးဥလေးတွေကိုတုံးပြထားပါတယ်ကစရက်တွေကိုအရင်ဆုံးရေဖို့ဖို့နဲ့ပြောင်းအောင်ဆေးကြောလိုက်ပါမယ်ရှင်ဇွေးရတဲ့ဆေးပြီးပြီးဆိုတော့မိုးကိုလည်းစီးလိုက်ပါမယ်မိုးလေးကတော့အခုလိုထားလေးနဲ့လေးစိတ်လေးစိတ်ထားဖြစ်ပါတယ်စီအိုတယ်စီရနဲ့စက်တုံကြီးတွေကိုအရင်ဆုံးထည့်ကြောပါမယ်စက်တုံကြီးလေးမွေးလာပြီဆိုတော့မှအရင်ဆုံးငပိလေးကိုထည့်လိုက်ပါမယ်မိုးဟင်းနဲ့ချက်တဲ့အချိန်မှာငပိလေးကိုအနှဲငယ်ထည့်ပေးရပါတယ်ပြီးရနဲ့စေကြောထားတဲ့မိုးလေးကိုအရင်ဆုံးထည့်လိုက်ပါမယ်မိုးလေးကိုလုံးပြီးဆိုတော့စားဟင်းညမုတ်ရဲ့စက်သားမုတ်ရဲ့ခရုစီရဲ့ထဲမှာဖြစ်ပါတယ်ကစရမထည့်ခင်မှာအခုလိုမုံလေးကိုအရင်ဆုံးကြက်အောင်ချက်ပေးရမှာဖြစ်ပါတယ်ဒီရနဲ့ငရုတ်ဒီစိမ့်လေးတွေကိုမွေးအောင်ထည့်လိုက်ပါမယ်ဒီရုပ်ဒီမကြိုက်မထည့်လေရပါတယ်ပြီးတော့မှရေထည့်ပြီးတော့အဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ်ခုလိုမိုးလေးတွေချက်ပြီးဆိုရင်တော့ဆေးကြောက်ထားတဲ့ကစွဲရက်ကိုထည့်လိုက်ပါမယ်ခဏလောက်ပဲအဖုံးအုပ်ပါမယ်အကြာကြီးအုပ်မထားပါဘူးရှင်ခုလိုကစွန်းရလေးတွေရောမူလေးတွေရောချက်ပြီးဆိုရင်တော့ပင်စိမ့်နဲ့ခန့်ရင်တော့ပူပြီးရတာရှိပါတယ်ရှင်ဒါဆိုရင်တော့မိုးကစွန်းကြော်လေးရရှိဖြစ်ပါတယ်ရေဆက်ဆက်လေးနဲ့ချမှာဖြစ်ပါတယ်ရှင်အားလုံးပဲဒီနေ့နေ့တိုင်းကြော်စားကြည့်ကြပါအောင်ရှင်